Chachale. Okay, you should have been this song. Mommy, tell me about it. Mea puso ne ba phit Ni maya la mami ta ka Hoi ta ba. Tyaw to ba no အားလုံးပဲမင်္ဂလာပါ တခါနဲ့ပြောထားပြီလားနော်ဒီစင်ဝတ်နေရှင်တော့ငါနဲ့အချက်ကသိမကွာပါဘူး ဟုတ်တယ်ကျွန်တော်အခုအောက်ကတောက်ခံတာလို့ဩ La no en ni โอเค ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီဘဲကိုလာပြီးတော့ဆိုတော့ကျွန်တော်တခြားသောပွဲတွေပို့ပြီးပြောပါတယ်ဒါဖြစ်လို့လဲဆိုတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ကျွန်တော်တို့ဒါဖရာတရားတန်ခါမိဘဆက်ရဟုတ်ကဲ့အနန္တနာ၅ပါးထဲမှာဆရာသမားကိုဥထိတ်ထားပြီးတော့ဒါကြောပြီးတော့ပူဇော်ခံပူဇော်ထိုက်တဲ့ပွဲ မှန်တယ် နော်ဒီပွဲမှာကျွန်တော်တို့လာပြီးဖျော်ပြရတဲ့အတွက်ကျေးဇူးလက်တင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့တန်ခါရဒီလောက်ထိအားပေးမယ်လို့ကျွန်တော်မျှော်လင့်မထားဘူးဒါဒီနေ့လာတဲ့ဒီကျွန်တော်တို့မြတ်တာတွေနဲ့လာအားပေးတာအဲ့တော့တပွဲကလုံးအားပေးတဲ့လက်ခုပ်တန်အခြေယူကျွန်တော်ကြားကြပါတယ် ကျေးဇူးတင်ပါတယ်နော်ဒီပွဲလေးကိုကြွရောက်လာပေးခဲ့တဲ့အတွက်လည်းမမီတဲ့နဲ့ကလည်းမဟုတ်နော်ဆရာဆိုပြီးဆရာမလေးလည်းမောင်တို့ကိုစားကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်ချောင်းလေးနဲ့စိုးနေဒါပေမဲ့ကြိုးစားပြီးတင်ဆက်ပေးမယ်နော် ချောင်းစိုးနေမြစ်ဘက်ကနေလှည့်သွားပြီ ဒီဘက်ကရေစီးတန်နေလို့ပါ Le bin ya de chawngပြောတာ နော်โอเคအဲ့တော့ကျွန်တော်ဒီကအားလုံးရမယ်ချင်းလေးအတူတူဆိုကြည့်မယ်โอเค ချောင်းနဲ့စိုးတယ် ဒါတော့ဒါရုပ်ရှင်တဲ့ဗီဒီယိုတရုပ်ဆောင်ကျွန်တော်ရဲ့ကိုကြီးဟာတာလီရှင်တော်ကြီး အောင်ရင်ချမ်းပါ ဦးမိုးတိမ်ဖြစ်ပါတယ် ကိုမိုးတင်ကိုတော့ပါ ကိုကြီးချမ်းလို့ခေါ်ပါလေ ကျွန်တော်နာမည်အေးချမ်းလို့ခေါ်ပါလေ ဟုတ်ကဲ့ဘဝတော့ပူလောင်နေတာပဲ ပူလောင် ဟောကဘောင်းဆုံးနဲ့ အေးချမ်းသွားပြီလေ အေးချမ်းသွားပြီလားနမရလူကအေးချမ်း အေးချမ်းပဲသွားတာ သူ့ဘဝကြီးပူလောင်နေ အော်ကောင်းကြပါလားရုပ်ရှင်တဲ့ဗီဒီယိုတော့ကိုရေးချမ်းဟုတ်ကဲ့ဒါဆိုရင်ဒါ အဲ့ကျွန်တော်ညီကိုတွေရှစ်ပိသားမှာအကုန်လုံးနေကြတာ ဒါ ပဲ ဒါရှင်းပြတာ ရှစ်ပိသားကရုပါ အရင်တော့လှိုင်းသားမှနေတာပါ ဟုတ်ကဲ့ ကျွန်တော်တို့ကကြိုရောက်နေလို့ဒါကျွန်တော်တို့မာမီတက်တို့ဆိုတာလေဒါတစ်ဖွဲ့တဲ့အလုံးလုံးလူတွေပဲ ကျွန်တော်တို့ဒါဇက်ခုံမော်ကတယ်လို့မထင်ဘူးဘာလဲအောက်ငေါက်ကြီးမှာကျွန်တော်တို့ဘီလီယက်ခုံမော်တက်ကန်နေတာတော့အောင်မယ် ငါလည်းသတိထားတယ်ခြေထောက်ကြုံပြီးကြောက် ဘူးစတိတ်စင်ကအမြင့်ထိုးလို့မရအောင်အဲ့တော့ပွဲတော်စင်နဲ့အမြင့်လို့မရအောင်အဲ့ဒါမို့ဒီလိုလေးအစီအပြေတယ်ကိုတို့ကဒီလိုလေးလုပ်တာ လမ်းမှာဘာမှမဖြစ်တာဘူးအံ့ဩတယ်ဒီလိုဂျားညံ့ကိုလို့မညံ့ဘူး โอเคပျော်ပျော်လေးအားလုံးဆိုမယ်โอเค ဆွဲလိုက်အောင် ဟေး အားလုံးရမယ်ချင်းလေးပါ ဟေးဟော တတလို့ပြင်းတဲ့စကွန်နဲ့တလက်တွေချင်ပါတယ်။တရားဟောင်းဒီတစ်ခုပေါ်နောက်တစ်ခုတို့မှဆိုရင်မာယာမြင့်ကျဲဝဲ